အားလုံးမင်္ဂလာပါရှင်။ဒီဇက်ကဆိုတင်တာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်အထုပ်ပတိစာအုပ်တွေကိုဖတ်တင်လားမဖတ်တင်ဘူးလားဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့နော်။အထုပ်ပတိစာအုပ်တွေရဲ့အကြောင်းကိုနည်းနည်းလေးပြောပြချင်ပါတယ်။ပထမဆုံးအနေနဲ့ဒါကျွန်တော်ရဲ့ကိုယ်ပိုင်အတွေ့ကိုယ်ပိုင်ခံယူချက်ဖြစ်တဲ့အတွက်မှားကောင်းလဲမှားနိုင်တယ်လို့မှန်ကောင်းလဲမှန်နိုင်ပါတယ်။ဒါတယောက်နဲ့တယောက်အတွေ့တွေအမြဲတမ်းမတူဘူးဆိုတော့လေအဲ့ဒါလေးတော့ပထမဆုံး record လုပ်ချင်ပါတယ်။အထုပ်ပတိစာအုပ်အကြောင်းကိုမပြောခင်ကျွန်တော်တို့တုတ္တယတဆိုတဲ့ဒီစာပေမှာနှစ်မျိုးခွဲတဲ့ဟာတော့အကျဉ်းသိမှာပေါ့နော်တုတ္တဆိုတာဒါဉာဏ်ပညာပိုင်းဆိုင်ရာအတွက်အုံနောက်ပိုင်းဆိုင်ရာအတွက်ပေါ့နော်ဖတ်ရတဲ့စာအုပ်ယတဆိုတာကနှလုံးသားလေးတွေနူးညံ့မှုအတွက်ဖတ်ရတဲ့စာအုပ်ပေါ့နော်တုတ္တမှာလည်းကောင်းကျိုးတွေရှိတယ်လို့ယတမှာလည်းကောင်းကျိုးတွေအများကြီးရှိတယ်အထုပ်ပတိမှာကျတော့တုတ္တရောယတရောနှစ်မျိုးလုံးပေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့အထုပ်ပတိဆိုတာလူတစ်ယောက်ရဲ့အကြောင်းကိုဒါအောင်မြင်တာတွေရောရှုံးနေတာတွေရောဒါသူ့ရဲ့အခက်အခဲတွေဘဝတွေငယ်ဘဝကနေစပြီးကြီးတဲ့အထိမအောင်မြင်ခင်ဘယ်လိုတွေဖြတ်တန်းခဲ့ရတယ်အောင်မြင်ပြီးသွားတဲ့အချိန်မှာသူတို့ဘယ်လိုတွေဖြတ်တန်းခဲ့ရတယ်ပေါ့နော်အစင်းစင်ကိုဒါဖြစ်ရမှန်အထုပ်ပတိဆိုတဲ့အတိုင်းဖြစ်ရမှန်ရေးထားတာဖြစ်တဲ့အတွက်ဒါယတအနေနဲ့ဖတ်မယ်ဆိုရင်ဒါဝိထုခေါင်းဒါသူများရဲ့အကြောင်းစကြောင်းလေးကိုကျွန်တော်တို့တွေဖတ်ရတာဖြစ်တဲ့အတွက်ယတမြောက်တယ်တုတ္တအနေနဲ့ထွက်ပေါက်မယ်ဆိုရင်သူ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေအတွေ့အကြုံတွေဒါရင်းနှီးခဲ့ရတဲ့ပေးဆက်မှုတွေရင်းနှီးခဲ့ရတဲ့အချိန်တွေပေးဆက်မှုတွေကိုဒီစာအုပ်တအုပ်ထဲကနေတခါတည်းတအုပ်ထဲနဲ့ဖတ်ရတယ်အဲ့အခါကျတော့ဒီစာအုပ်ထဲမှာဒီလူရဲ့ကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေလည်းရှိတယ်ဒါလူလို့ဖြစ်လာရဲဆိုရင်အမြဲတမ်းဒွန်တွဲနေရပါတော့အဲ့လိုခါကျသူတို့ကကောင်းတဲ့အချက်တွေကိုကိုကယူမယ်မကောင်းတဲ့အချက်တွေဆိုရင်ကိုကပယ်မယ်ပေါ့နော်ကျွန်တော်တို့ကစာအုပ်တအုပ်ကိုဖတ်မယ်ယတပဲဖြစ်ဖြစ်အထုပ်ပတိပဲဖြစ်ဖြစ်ဝိထုပဲဖြစ်ဖြစ်မနော်ငါးဟင်းတပွဲစားရတယ်လို့ငါးကင်တကင်စားရတယ်လို့နော်ကျွန်တော်တို့ကငါးကင်ကိုစားကြတယ်ဒါပေမဲ့သူ့မှာအယိုးတွေနဲ့ဆိုပြီးတော့ကျွန်တော်တို့ကမစားဘဲနဲ့မနေဘူးပေါ့နော်အဲ့တော့သူ့ရဲ့ကောင်းတဲ့အသားလေးတွေစားရင်အယိုးတွေကိုတော့ဖယ်လိုက်မယ်အဲ့လိုပုံစံမျိုးတိုင်းပဲအထုပ်ပတိဖတ်တဲ့အခါမှာဒါလူဘဝလူရဲ့အထုပ်ပတိလူအကြောင်းဖြစ်တဲ့အတွက်ဒါကောင်းတာတွေဆိုးတာတွေကိုကိုယ့်ဘာကိုခွဲခြားပြီးတော့ယူလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့အထုပ်ပတိစာအုပ်တွေကိုဖတ်တင်တယ်လို့ထင်တယ်အခုဗီဒီယိုကြည့်နေတဲ့သူတွေရောဘယ်လိုထင်တော့အထုပ်ပတိဖတ်ရတဲ့အကျိုးကျေးဇူးတွေကိုအနှစ်ချုပ်လိုက်မယ်ဆိုရင်နံပါတ်1ကသူများရဲ့တကယ်ဘဝကနေပြီးတော့ကျွန်တော်တို့သင်ခန်းစာတွေရရှိနိုင်တယ်ပြီးတော့ခါကျတော့စိတ်သက်တွေမြင့်တင်နိုင်တယ်ပေါ့နော် motivation စာအုပ်ဖတ်ရတယ်လို့ပဲဘာလို့ဆိုအထုပ်ပတိရေးရလောက်အောင်ထိဆိုရင်ကြတော့ဒီလူဟာအတိုင်းအတာတစ်ခုထိအောင်မြင်ပြီးသားလူအဲ့လူကလည်းအလုံးသမားတွေအောင်မြင်လာမှာမဟုတ်ဘူးကြာရှုံးမှုတွေသူတို့တွေရဲ့အခက်အခဲတွေကိုတူယူရတယ်ပေါ့နော်ပြီးတော့အထုပ်ပတိကယတရောတုတ္တရောမြောက်တယ်ပေါ့နော်နံပါတ်3ချက်အနေနဲ့ကကြတော့ကျွန်တော်တို့လမ်းညွှန်မှုတွေရတယ်ပေါ့နော်သူတို့တွေကြာရှုံးတဲ့ဟာတွေအမားတွေလုပ်တဲ့ဟာတွေပေါ်မှာမူတည်ပြီးကျွန်တော်တို့တွေကဒါကိုလည်းသူ့လိုမျိုးမမားအောင်လို့သင်ခန်းစာတွေရပါတယ်ဒါဆိုရင်ကျွန်တော်အမြင်ကတော့အထုပ်ပတိတွေဖတ်တာကောင်းတယ်လို့ပြောချင်ပါတယ်